auto translate လုပ်ပြီးတော့ဒီဗီဒီယိုကြည့်လို့ရပါတယ်နော်မင်္ဂလာပါဒီဗီဒီယိုကနေပြီးတော့ကြိုဆိုပါတယ်မြန်မာဒါမှမဟုတ်ဗမာဘာသာကိုသင်ယူခြင်းလို့ရှိရင်နားထောင်ပြီးတော့သင်ယူတာကပို့ပြီးတော့အဆင်ပြေပြီးတော့ပို့ပြီးတော့လွယ်လောက်ပါတယ်တေချာနားထောင်တေချာနားလေပြီးတော့စကားလုံးတွေမသိလို့ရှိရင်ရေးထားပြီးတော့ခဏခဏပြန်ကြည့်လို့ရှိရင်မြန်မာဘာသာစကားကိုသိချဖို့တက်လာနိုင်ပါလိမ့်မယ်ဒီနေ့ကတော့ဗီဒီယိုအသစ်ပုံစံလေးနဲ့ထွက်လာပါတယ်ဒီဗီဒီယိုကဘယ်လိုပုံစံလေးလဲဆိုတော့ vlog ပုံလေးနဲ့ပေါ့နော်အဲ့တော့ဒီနေ့ဘာတွေလုပ်ခဲ့လဲဒီနေ့ဘာတွေတွေ့ခဲ့လဲဆိုတာကိုပြောပြီးတော့လုပ်တဲ့ဗီဒီယိုပါဒီလိုဗီဒီယိုမျိုးကြီးခဏခဏကြည့်လို့ရှိရင်မြန်မာဘာသာစကားကိုပိုတက်လာပါလိမ့်မယ်အခုကတော့သွားနေတဲ့မြို့တစ်မြို့ပေါ့နော်အိမ်မြို့ကချင်းမိုင်မြို့ရဲ့တောင်ပေါ်ကရွာလေးတစ်ခုကိုသွားနေတာပါနော်အဲ့ရွာလေးရဲ့နာမည်ကတော့ဒွိုင်ဖြူရီလို့ခေါ်ပါတယ်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာနေတဲ့သူတွေကတော့ဒီရွာလေးကိုသိကြမှာပါဒီရွာလေးမှာဘတ်20ပေးပြီးတော့အဝင်ကဘတ်20ပေးပြီးတော့ဝင်လာတာပါဒီရွာလေးအဝင်မှာပန်းလေးတွေအများဆုံးရှိတယ်ပြီးတော့တစ်ပင်တွေလည်းအများကြီးရှိတယ်လမ်းလျှောက်ပြီးတော့အဆင်ပြေတယ်ရှူတဲ့လေကလည်းပို့ပြီးတော့လက်ဆက်နဲ့အေးမြပါတယ်အဲဒါကြောင့်တောင်ပေါ်တက်တဲ့သူတိုင်းကလေလေးရှူကင်းလေးကြည်တာကိုကြိုက်ကြပါတယ်တဘဝကိုကြိုက်ကြတဲ့သူတွေကတော့တောင်ပေါ်တက်တာကိုကြိုက်ကြမှာပါအခုကတော့ဒီရွာလေးထဲမှာရှိတဲ့ပန်းခြံလေးတွေကိုလိုက်ကြည့်နေပါတယ်ဒါကတော့မီးသွေးလို့ခေါ်ပါတယ်ဒါကသူများတွေတုံးဖူးပြီးသွားတဲ့မီးသွေးလေးတွေပါဒါကတော့ချင်းစီဖြန်းနေတာပေါ့နော်ချင်းနေမကိုက်အောင်လို့ချင်းစီဖြန်းနေတာပါဒီအဝေးမှာတွေ့နေရတာကတော့ရေတကွန်လို့ခေါ်ပါတယ်ရေတကွန်ဒီရေတကွန်လေးကတော့တိတိလေးပါပဲအခုကတော့စပြီးတော့တောင်ပေါ်တက်ပါတော့မယ်တောင်ပေါ်တက်မဲ့လမ်းကိုပြနေတာပါဒီတောတောင်လမ်းကြားလေးကတော့နည်းနည်းကျင်းနေတာပေါ့နော်ကျင်းရွယ်သောတောတောင်လမ်းကြားလေးလို့ခေါ်ပါတယ်ဒီဟာကကြတော့ပို့ပြီးတော့ကျဲပါတယ်ကျဲသောတောတောင်လမ်းကြားလေးလို့ခေါ်လို့ရပါတယ်အခုမြင်နေရတဲ့အပင်တွေကတော့ငှက်ပြောပင်လို့ခေါ်ပါတယ်တောင်တက်ရင်းနဲ့ရှုခင်းလေးတွေကအရန်လှပါတယ်အနောက်မှာမြင်နေရတာကတော့တောင်ပေါ့နော်တောင်တစ်ခုမဟုတ်ဘူးတောင်တွေအများကြီးကိုမြင်ရပါတယ်အောက်မှာမြင်နေရတာကတော့အရွက်တွေကျွေကျနေတာကိုမြင်နေရပါတယ်အရွက်တွေကတချို့အရွက်တွေကအစိမ်းရောင်တချို့အရွက်တွေကကြတော့အရန်ကိုကြာသွားပြီဆိုတော့အယောင်တော့မရှိတော့ဘဲနဲ့သူကမိခိုးရောင်အညိုရောင်နေဖြစ်နေပါတယ်ဒါကတော့တစ်ပင်ပြိုကျတာကိုမြင်နေရတာပါတောင်ပေါ်ကနေတစ်ပင်ပြိုကျတာကိုမြင်နေရတာပါအခုမြင်နေရတာကတော့ရေတကွန်အသေးစားလေးပါ
ရေတကွန်ကသေးလွန်တော့ရေကူးလို့မရပါဘူးဒီတိုင်းပဲကြည့်ရင်လာပါတယ်ငပြောသီးတွေကတချို့လူတွေကပေါ့နော်ပူစောတင်ကားများအနေနဲ့ဒီလိုနေရာမှာထားခဲ့ပေးတာပါအဲဒါကြောင့်တောင်တက်ရင်လည်းခဏတွေ့ခဲ့တာကိုပြတာပါဘေးဘက်မှာဆိုင်းဘုတ်တစ်ခုကိုတွေ့ရပါတယ်အဲဆိုင်းဘုတ်ကဘာပြောချင်တာလဲဆိုတော့စက်ဘိန်းနဲ့စိုက်ကင်နဲ့ကဒီတောင်တက်တဲ့လမ်းကိုသွားလို့မရဘူးလို့ပြောထားတာပါတောင်ပေါ်တက်ပြီးသွားတော့ဘိုက်စားတော့လာစားတာပါခောက်ဆွဲပြုတ်နှစ်ပွဲမှာစားထားတာပါဝတ်သားခောက်ဆွဲပေါ့နော်နောက်တော့ကော်ဖီသွားတောက်ပါတယ်ကော်ဖီဆိုင်သွားထိုင်ပါတယ်ကော်ဖီဆိုင်မှာဒီလိုမျိုးလှပပြီးတော့လှုပ်ထားပါတယ်စပိန်အပေါ်မှာပြီးတော့ဒီလိုမျိုးရှုခင်းလေးလည်းမြင်ရပါတယ်ဒီအိတ်လေးတစ်ခုကိုဝယ်လိုက်ပါတယ်ဘာလို့လဲဆိုတော့တန်လေးတန်နဲ့ဈေးလေးတန်နဲ့ချစ်စရာလေးကောင်းတယ်เนาะအဲဒါကြောင့်ဝယ်လိုက်တာပါအခုကတော့ဒီဗီဒီယိုကြည့်ပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးဗီဒီယိုကြီးကြည့်ပြီးတော့မြန်မာဘာသာစကားကိုသင်ယူလို့ရှိရင်အမြန်ပို့ပြီးတော့မြန်ဆန်ဆန်နဲ့ပို့ပြီးတော့နားလေလာပါလိမ့်မယ်ဘာလဲဆိုတော့ဒါကအင်္ဂလိပ်လိုပြောရင် comprehensible input လို့ခေါ်ပါတယ်အဲ့လိုမျိုးဗီဒီယိုခဏခဏကြည့်ပြီးတော့အောင်မြင်စွာနဲ့သင်ယူကြပါနော်ကျေးဇူးပါ like and subscribe